ဇလန်းစားခချင်းမှာတော့စပိုးမှုတယောက်ကပစုံထုတ်ကြီးတစ်ကောင်ကိုချက်ပြုတ်ဖို့ပြင်ဆင်နေတာကိုတွေ့ရမှာပါအဲ့ဒီလိုခုတ်ထစ်နေရင်းနဲ့ပစုံထုတ်အောက်ကနေအရည်တွေထွက်လာတာကိုသူသတိထားမိသွားပါတယ်တေချာကြည့်မယ်ဆိုပြီးပစုံကိုလှန်လိုက်တဲ့အချိန်မှာပဲပစုံကသူ့မျက်နှာကိုရုတ်တရက်အရည်တွေနဲ့လှမ်းပတ်လိုက်ပါတော့တယ်ဒီဖြစ်ရက်ကြောင့်အနီးနားမှာရှိတဲ့လူတွေအားလုံးလည်းလန့်သွားခဲ့ကြပါတယ်စဖိုးမှုကြီးကတော့တော်တော်လေးစိတ်အနှောက်အယှက်ဖြစ်သွားပြီးအဲ့ဒီပစုံကိုသူ့ရဲ့လက်ထောက်ကောင်မလေးစီပေးပြီးဆေးကြောခိုင်းလိုက်ပါတယ်လက်ထောက်ကောင်မလေးကပစုံကိုဘေးစင်ထဲထည့်ပြီးရေပိုက်ကောင်းဖွင့်လိုက်တဲ့အခါမှာလည်းပစုံကနောက်တစ်ကြိမ်အရည်တွေထပ်ပတ်ခဲ့ပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ဘယ်သူမှဒါကိုထူးထူးခြားခြားသတိမထားမိလိုက်ကြပါဘူးဒီလိုနဲ့အချိန်တွေကနေညဘက်ကိုရောက်လာခဲ့ပါတယ်စဖိုးမှုကြီးကဧည့်သည်တွေအတွက်အစားအသောက်တွေပြင်ဆင်နေရင်းနဲ့ရုတ်တရက်ခေါင်းတွေမူလာပြီးလူကရိုင်းနေဖြစ်လာပါတယ်သူကိုယ်တောင်တေချာမကင်နိုင်တော့လောက်အောင်အခြေအနေဆိုးလာတဲ့အတွက်လေကောင်းတွေတန်းရအောင်ဆိုပြီးအပြင်ကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့အပြင်ကိုရောက်တာနဲ့သူ့အခြေအနေကပိုဆိုးလာပြီးမတက်ရက်ဖို့တောင်အတော်လေးရုန်းကန်နေရပါတယ်အဲ့ဒီနောက်လမ်းကြားလေးတစ်ခုတည်းကိုအရောက်မှာတော့ဗစက်ကနေသွေးမဲတွေအန်ကျလာပြီးလဲကျသွားပါတော့တယ်အချိန်ထဲမှာပဲမိဖို့ချောင်းတွေကလက်ထောက်ကောင်မလေးကလည်းတကူလုံးချွေးတွေပြန်လာပြီးအလုတ်ဆက်လုပ်ဖို့ကြိုးစားနေပေမဲ့အခြေအနေကမပြီးတော့ပဲသတိလစ်မေ့လဲသွားခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲလက်ထောက်ကောင်မလေးကိုဆေးရုံကိုအရေးပေါ်ပို့ဆောင်ပြီးကုသမှုခံယူစေခဲ့ရပါတယ်စဖိုးမှုကြီးကတော့မှောက်မိုက်နေတဲ့လမ်းကြားထဲမှာပဲအသက်မဲ့စွာနဲ့လဲကျနေခဲ့ပါတယ်နောက်ပိုင်းတာဝန်ရှိသူတွေရဲ့စုံစမ်းစစ်ဆေးမှုတွေအရသိလိုက်ရတာကတော့သူတို့ကင်တွယ်ခဲ့တဲ့အဲ့ဒီပစုံထုတ်ကြီးဟာတာမန်ပစုံမဟုတ်ပဲအလွန်ပြင်းထန်တဲ့အစိတ်တွေရှိနေတဲ့ပစုံဖြစ်နေတာကိုထိတ်လန့်ဖွယ်ရာတွေ့ရှိခဲ့ရပါတော့